အဲ့ဆိုရင်ကျွန်တော်ရင်စပါတော့ကျွန်တော်developer တွေအတွက်ပေါ့နော်ကျွန်တော်တရုတ်ပြည်သွားပြီးတော့တန်းဆန်းပေါ့ဘက်ချီမိုဘိုင်းနဲ့တွဲဆုံထားတဲ့ developer တွေနဲ့စကားပြောတဲ့ EP2 လေးစပါခင်ဗျာစလာပြီဆိုတာနဲ့ကိုတာကီကထုံးစံတိုင်းပဲကျွန်တော်တို့မြန်မာနိုင်ငံကပစိုးကြီးကိုဝတ်ပေးပါတယ်ဟုတ်ကဲ့ပါမြန်မာမန်းတီအောင်ပစိုးဝတ်ပေးလိုက်ပါတယ်အလောက်ကြီးကြာအောင်မကြည့်အောင်ကဲကျွန်တော်တို့ဒါပြီးသွားလဲဆိုတော့ကျွန်တော်တို့ပြပြပပလေးပေါ့နော်ဒီ game ကိုတီထွင်တဲ့သူပေါ့နော်ဒီ developer 6ယောက်ဒါ developer ရှားတွေပါလိမ့်ကုန်အဲ့ developer 6ယောက်နဲ့သူတို့ပေါ့နော်ကျွန်တော်တို့ DTN လေးပေါ့အပြပပလေးပြစ်သွားတာပေါ့ developer ဘယ်ရမလဲအဲ့ developer ရောက်ဟိုထိုင်ထားနေပါပြစ်နေတာရောက်အဲ့ဒီမှာ KOL ကိုအသေးရိုက်တာငါတို့တွေအသေးရိုက်တာကွာသိတယ်မလားတော့ချက်ဆောင်းရင်ကျန်းတာရောက်တွေ့လားပြစ်သွားတာနော် developer ก็ရှုပ်လို့မရဘူးတကယ် scale ကောင်းနေတာလို့လားအရှိမ DJ လီဘိုင်းတို့ဟိုလိမ်မောင်လေးအော်မရအောင်လေဟုတ်မဖိုက်မလွယ်ဘူးသိတယ်မလားဟိုဒီ game မဲ့တီထွင်ဟို game မဲ့တီထွင်ကွာသိတယ်မလားမရလေးနေတိုက်တာအဲ့ဒါနဲ့ပဲနောက်ဆုံးတော့ငါတို့ရှုံးသွားတယ် sorry အဲ့ဆိုရင်ကျွန်တော်ရင်စပါတော့ကျွန်တော်developer တွေအတွက်ပေါ့နော်ကျွန်တော်ဘေးကွန်လဲပါတယ်နောက်ပဲကျွန်တော်ဒီခေါင်းစဉ်3ခုပေါ့ကျွန်တော်ပြင်ဆင်ထားတာရှိတယ်အဲ့ဒါလေးကိုပြချင်တယ်ဗျဟုတ်他说他自己策划了一个3个题目的主题的那个项目，想要跟大家介绍一下他的这个。OK ဟိုပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီမြန်မာလမ်းခွေးနဲ့ပတ်သက်တာလေးတစ်ချက်idea လေးသိချင်တယ်ခင်ဗျအခုကျွန်တော်ဒီbeta version ကိုမြန်မာ version ကျွန်တော် search ကြည့်တယ်မြန်မာဘာသာပါလာတယ်ဒါပေမဲ့အကုန်လုံးဟိုမြန်မာလိုပြန်ထားတာနားလေရတာတော်လွယ်တယ်အဲ့ဒါတော့တကယ်ရှိကျူးတယ်ခင်ဗျမြန်မာဘာသာဒီခက်ခဲတဲ့ຢာလို့ပြန်ထားတာလို့ရှိကျူးတယ်ခင်ဗျ他说他已经试完了前面版本的这个 pop 技能关，然后他就ဒါပေမဲ့သူတိကျကျစစ်ကြည့်မယ်ဆိုရင်ပေါ့နော်ဒီလိုမှားနေတဲ့နေရာလေးတွေကျွန်တော်တွေ့တယ်နောက်ပြီးတော့တချို့အရာတွေဆိုရင်ဘယ်လိုပြောမလဲအင်္ဂလိပ်ကနေမြန်မာဘာသာပြန်ပြောင်းတဲ့အတွက်ဘယ်လိုတဘာဝမကျပဲနဲ့ game စကားမဟုတ်တဲ့အရာလေးတွေကျွန်တော်တွေ့မိတယ်ဗျတိတိလက်တာမှားတဲ့နေရာလေးတွေကျွန်တော်ပုံနဲ့တကွာအနောက်မှာပြထားတယ်ရှိတယ်ဗျ即使是这样也是会有一些是从အဲ့ဒီအနောက်မှာဆိုကြကျွန်တော်ဒီစကုတ်ချိန်တဲ့နေရာဆိုလဲဒါမှားတယ်အဲ့လိုမျိုးအာယုခံမှုဆိုတာစကုတ်ချိန်တာစကုတ်ချိန်တဲ့ဟာကိုရမှာဗျအာယုခံမှုလို့တချို့နေရာတွေဆိုရင်ဒါနမူနာဆိုတော့အစီအစဉ်ပေါ့စီစဉ်ကိုမြန်မာလိုဆိုဘယ်လိုပါလဲဆိုယာတီလို့ပါလာအဲ့ဆိုလို့နားမလဲတာလေးရှိတယ်ဗျအဲ့တော့ကျွန်တော်အကြံဉာဏ်လေးပေါ့နော်ဒါကျွန်တော်ဘက်ကပေးရပါကျွန်တော်တို့ဒီ update မလာခင်မှာကျွန်တော် KOL တွေပဲဖြစ်ဖြစ်ဒီ game ကိုတကယ်စောင့်နေတဲ့သူတွေပေါ့စုပြီးတော့ဒီအမှားလေးတွေကိုကျွန်တော်တို့လိုက်ရှာပြီးတော့တိကျပြင်ပြီးတော့update လုပ်မယ်ဆိုရင်ပိုကောင်းမယ်လို့ကျွန်တော်ထင်တယ်ခင်ဗျအဲ့ဒီမိဘနဲ့ပတ်သက်တာပေါ့အဲ့ဒါဒီ customer ကရောဘယ်လိုမျိုးပြင်ဆင်တာမရှိလဲဆိုတော့သိတယ်ခင်ဗျ他觉得关于这些关于这个的观点他想是我们这个版本最重要的一个画变ပေးမယ်လော画တရုတ်လိုပြင်ပေးမယ် developer တွေဘက်ကပြောတာတော့သူတို့ဒီ update ပေါ့လာငယ်ဒီကြရင်သူတို့တည်တည်ချာချာစောတဲ့သူတွေကိုဝင်စစ်ခိုင်းပြီးမှထုံမယ်လို့ပြောတယ်ဗျနော်ဒီဒုတိယမျက်နှာလေးမှာကျွန်တော်ပြောချင်တာအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတစ် internet ဈေးကြီးရယ်နောက်ပြီးကျွန်တော်တို့ဒီ budget mobile game ကဒီ space ကအားမြင့်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အခု new player လေးတွေကလေးတွေကဒီ game ကိုစောင့်မယ်ဆိုရင်ဖုန်း internet နဲ့ down မယ်ဆိုရင်သူတို့ရက်ဒီပါလောက်သွားကြတယ် wifi ရှိတဲ့သူလောက်ပဲအဆင်ပြေတယ်ဗျအဲ့ဒါနဲ့ပတ်သက်တာကျွန်တော်ရေးနေတယ်ဗျအဲ့ဒါလေးကိုပြင်ထားလိုက်ပေါ့ဟုတ်ကလေးတွေလည်းလာဆော့လို့ရအောင်အခုကျွန်တော်တို့ဘက်ကဆုံးရှုံးရရရှိတယ်ဒါပဲကြည့်နေတာဘာလို့ဆိုတော့ကလေးတွေအနေနဲ့ဒီ game ကိုသူတို့ down ပြီးသူတို့ဆော့လို့မရအောင်အဲ့တော့ဒီ game နဲ့ပေါ်တဲ့ game ကိုသူတို့သွားယူပြီးသွားဆော့ရတယ်အဲ့တော့ကျွန်တော်တို့လည်းဆုံးရှုံးမှုလို့မြင်ရတယ်现在缅甸在东南亚里面，它的那个网费是比较贵的，然后有些小孩是因为这个养网。တခုမြင်ရပါတော့ဒါကျွန်တော်တယောက်ထည့်အမြင်ကျွန်တော်အမြင်ပြောပြချင်တာဒီကျွန်တော်တို့ပတ်စီခင်းထဲမှာဒီ wall mode နဲ့ပတ်သက်တာလည်းပြောချင်တယ်ခင်ဗျ wall မပြန်လို့ရတယ်他说
从他个人的观念来说，他是想要把这个代替母白的这个。အဲ့ဒီဘောမှုကဗျာအခုကတအားများလုံးတယ်တအားများတဲ့အတွက်တစ်ချက်များတယ်နှစ်တခြားခင်းနေနဲ့တူတဲ့ဝေါ်မှုတွေပါလာတယ်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဂိမ်းကပို့ပြီးတော့လေးတယ်ဗျာကျွန်တော်တို့ဒီဝေါ်မှုတွေကိုတကယ်လို့စော့များတဲ့မိုးလောက်ပဲအဓိကထားမယ်ကစားကောင်းတဲ့ဟာလောက်ပဲအဓိကထားမလို့တဲ့ဟာတွေဖျက်ထုတ်လိုက်မယ်ဆိုရင်တော်တော်ပေါ့သွားမှလို့ကျွန်တော်မြင်တယ်ဗျာဒါကျွန်တော်အမြင်ပေါ့ဒီချက် space short ချလို့ရမယ်ဆိုရင်အခုကကျွန်တော်တို့ဒီဒေါ်လာ300အောက်ဖုန်းနေrun ဆိုရင် run 4 run 6အဲ့လောက်ဖုန်းနေနဲ့ဆောက်လို့ရမယ်ဆိုရင်အခုကလေးတွေတော့ပုံပြီးစင်ပြီးဘယ်လိုမြင်လဲဗျဒီဖုန်းနဲ့ပတ်သက်လို့ပေါ့နော်ဒီကျွန်တော်ဒါဆက်ဘက်ကအဲ့လိုမျိုး short ချဖို့ပါပြောအစီအစဉ်မျိုးရှိတာအဲ့ဒါလေးသိချင်တယ်因为他就是他是觉得有些低配版的旧机是他们比较 application 淘到一点嘛很棒，或者都比较注重你吧，အဲ့ဆိုနောက်ဆုံးအနေနဲ့ကတော့ဒါတော့ဒီကုန်းတော့မဟုတ်ပါဘူးဒါကျွန်တော်ING ရပါတော့ဒါကျွန်တော်မြန်မာစက်ကင်နေပါလာမယ်လို့လည်းကျွန်တော်တွေ့ရတယ်ဗျ就是关于缅甸皮肤的一些ဒါတော့ဒါဟိုအရှိဟောင်းဒီစစ်တိုက်တဲ့ပုံစံပေါ့အဲ့ဒီပုံစံကြိုက်တာကိုပြီးတော့ဒါကျွန်တော် idea နဲ့ထည့်ပြီးတော့ဒါကျွန်တော် AI နဲ့ဆွဲထားတဲ့ဒါပုံကျမ်းပေါ့ဒါကျွန်တော်တို့စကင်ပါလာမယ်ဒီလိုပုံစံမျိုးလေးဆိုရင်ဒီမှာဒီကပုံကြိုက်မယ်လို့ထင်တယ်ခင်ဗျ就是以他的观点，以他这个当受众的角度来觉得，သူ့မှာဒီအကြီးကမြန်မာဆိုတာတိတာဒါလုံးကြီးပါမယ်နောက်ကျွန်တော်ဒီပေါင်မှာပါတဲ့ထိုးခွင်းတွေပေါ့တက်တူးတွေပါမယ်နောက်ကျွန်တော်ဒီဘေးတော့အိတ်လိုအိတ်ဆိုလဲကျွန်တော်တို့ပတ်ကြည့်ပုံမှန်တော့အိတ်ပုံမှန်ဆိုဘေးအတိုင်းလေးပေါ့မြန်မာတကယ်ကိုမြန်မာမှာတိတာတဲ့အဲ့လိုမျိုးဒီဇိုင်းထုတ်ထားတာ有些元素就是关于皮肤的元素，就是穿搭上。အဲ့ဒါဆိုကျွန်တော်အကြံပေးတာပါဒီသုံးမျိုးအကြံပေးတာဟုတ်ကဲ့နောက်ပိုင်းဒီအနောက်တွေကတော့ဒါကျွန်တော်တက်ကြိုက်လို့ AI နဲ့ထုတ်ထားတဲ့စကင်လေးတွေပါ他用那个 AI 去生成的这些。明白了，安静过来。一年，yes，不是都是对一年。不是。Hello 突然的那个拉板呀。မှန်လဲဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီ interview တွေပါလေရှိသေးတယ်ဒါပေမဲ့တာရီလို့ဖြစ်ကျင်တော့ကွာအဲ့ဒီ pocket 3အားကုန်သွားအကုန်လုံးကုန်သွားအားမလည်းကုန်သွားတယ်ကိုတာကြီးမှလည်းကုန်သွားတယ်ရိုက်ကြမရှိတော့ကွာလူကြီးကလည်းပြင်မယ်ညရတယ်လည်းမအိပ်ရသေးတယ်အဲ့ဒီအဲ့ဒါမရိုက်ဖြစ်တော့ဒါညပန်ရသွားကွာတို့ပြန်လာတဲ့ကြီးတော့မချိုးပြပါဘူးကိုစားတန်းလဲပြီးတော့အဲ့ဒါညတော့စားဒီအကင်ကတော့စားကောင်းတယ်သူတို့မာလာလားမသိဘူးမာလာနဲ့กินတာစောင်းစားလို့ကောင်းတယ်ဒီကင်ကတော့မိုင်းညတော့ကြည့်ကွာကောင်းဆိုလည်းကောင်းတယ်ပြောလေကွာလက်ဥလို့ဟောကကောင်းတယ်တော်တော်ကောင်းတယ်ကတော့မဟုတ်သေးဘူးကဲကျေးဇူးတင်ပါတယ်အားလုံးပဲအားဖွားပဲပါ AP3 မှာပြန်တွေ့မယ်အားဖွား